Good morning. Baya mo ba u? No TikTok ma video တိုလေးတွေနဲ့တင်ရင်းနဲ့စမ်းစာသွန်သင်ခြင်းအတွေ့အကြုံတွေကျွန်တော်သိခဲ့သမျှတွေနဲ့ငယ်ဝေမျှရှင်လို့ပါစမ်းစာကြောင်းတက်တဲ့အတွေ့အကြုံလေးတွေပြောပြချင်ပါတယ်အဲ့ဒီစမ်းစာကြောင်းကို2005 2006မှာကျွန်တော်တက်ခဲ့တယ်ဗျာတကယ်နာမည်ကြီးကျောင်းပါပဲတစ်နှစ်တက်ပါလားအဲ့ဒီတက်တော့မှာဆရာတွေဒေါက်တာတွေချင်းတွေလာသင်တာပေါ့ဗျာသူတို့သင်တော့တယောက်နဲ့တယောက်မတူကြဘူးဗျကျောင်းဆရာကြီးလည်းသူတို့ကိုသာအသုံးပြုတာသူတို့ကိုဘလို့ဝါဒကနေလွဲပြီးတော့သုံးပါးစွန်နေလွဲပြီးတော့ယေရှုသည်ဘုရားဖြစ်ကြောင်းကနေလွဲပြီးတော့မသွန်သင်ဖို့ဆိုတာမျိုးကိုလည်းဟောတာပေးထားဖို့မရပါဘူးအဲ့တော့ကလပ်ပြပြန်ခဲ့တဲ့ချင်းဒေါက်တာတယောက်ရောက်လာတော့ဗျာသူသင်တယ်နှိတ်ချင်းကကတင်ချင်းနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့ကြမ်းကြက်တင်နဲ့ဟိုဆွဲပြောဒီဆွဲပြောကျွန်တော်လည်းတစ်ချိန်လောက်ကိုနည်းနည်းလေးကတိကောက်ဖြစ်လာတယ်ဗျာမခံနိုင်တော့ခင်ဗျနှိတ်ချင်းကကတင်ချင်းပေးမလို့ကျန်းစာထဲမှာရေးရတာနှိတ်ချင်းကကတင်ချင်းမပေးဘူးဆိုဘယ်ကြမ်းကြက်နဲ့ခင်ဗျပြောတာတော့ဆိုပြီးစကားများပါလေရောဗျာအဲ့တော့ကျွန်တော်လည်းနှစ်ချင်းကိုအလေးတရထားပြီးတော့ခံယူခဲ့ပြီးတော့ကတင်ရင်ရတယ်ဆိုတော့အသင်းကြီးတစ်ခုကနေပြောင်းလဲလာတော့လူပါအဲ့တော့နှစ်ချင်းကတင်ရင်မပေးဘူးဆိုတော့ဘယ်လိုယူဆလဲဆိုတော့ကျွန်တော်တာတော်ဖြစ်တယ်ဗျဒီเจ้าမှာတော့เจ้าကြီးကိုကျွန်တော်သွားပြောတယ်အာရှတပည့်ကဒေါက်တာသာဖြစ်တာဗျနှစ်ချင်းကတင်ရင်မပေးဘူးလို့လာသင်နေတယ်ဆရာကြီးရဲ့အေးလေဟုတ်တာပဲတဲ့နှစ်ချင်းကတင်ရင်မပေးပါဘူးတဲ့ဟာဆရာကြီးနှစ်ချင်းကကယ်တင်ရမယ်လို့စမ်းစာထဲမှာဖော်ပြထားတာဘယ်လိုဖြစ်တာတော့ဟာဖိုးရတဲ့တွန့်သွားပြီးတော့အေးလေသူ့လက်ဆွဲစကားတိုင်းပဲဘုရားသခင်နဲ့ရှင်းကြပါဆိုဒါပဲသူပြောတယ်အဲ့တော့အဲ့ဒီချင်းကလည်းတလလောက်ကိုကျွန်တော်မလာရဲဘူးဗျကျွန်တော်တန်းထဲမှာစကားများတော့အရှင်းပြောတယ်ပညာတတ်ကကျွန်တော်တယောက်ပဲရှိတယ်ဗျအကျန်တဲ့လူတွေကတော့ပညာအများကြီးသင်ခဲ့တဲ့လူမရှိပါဘူးအဲ့တော့ကျွန်တော်မာနကြီးလို့မဟုတ်ပါဘူးဒါမဲ့မခံနိုင်လို့ပြောတော့သူကလည်းရှက်ပြီးမလာဘူးနောက်တော့ကြသူလာရောဗျာငါ့ကိုမလာရဲဘူးလို့ဘယ်သူကပြောတာတော့ဟာကျုပ်ကထိုင်နေမှာပဲဟေးကျုပ်ပြောတယ်ခမက်လာခြင်းလားမလာခြင်းတွေခမက်သင်ခွေးရတာသင်သွားပါပိတ်ပြီးတော့ပြောပြလိုက်ရတယ်ဗျာသူကလူအများအယူဝါဒရေးရာနဲ့မတတ်တဲ့ကျွန်တော်ငယ်ပါလေဗျာပေါက်ကြိုင်းတဲ့သူ့နာမည်ကကျွန်တော်ပြောရတဲ့နာမည်ပါခြာပေါက်ချင်းပေါက်ကြိုင်းပေါ့ဗျာသူပညာတရားဆိုစောက်ကြမလို့ဆိုပါနေပြန်ကျွန်တော်သိခံတယ်ဗျာအဆိုးဆုံးကဘောဓုကုတ်ကိုကြောင့်တို့လူကိုဖျားမရှိညာနောက်ပွေးမဲ့ပြုံမသားဖျားမြဖူးလတာဒါအကိုဘယ်ကအနာကဘွန်သားကြမ်းဆိုပြီးတော့သူပေါက်ကလေးလျှောက်ပြောပြီးတော့ယေရှုဟာမိရိမြန်ပြတ်စွာဖျားဖြစ်တယ်ဆိုတော့ကျွန်တော်ဘုရားဘာသာပြောင်းလဲလာတဲ့လူပြဘလို့လို့ယေရှုနဲ့အရိမတဖျားနဲ့ပတ်သက်တာတော့သိခံလိုက်ပါတယ်အဲ့တော့အရေးကြီးဆုံးကအဲ့ဒီအကြောင်းမှာအချင်းတော်တာတယောက်ကလာပြန်ဟောဗျာရောမဩဝါဒစာအနက်ဖွေငါနဲ့မြောက်တကူကခြာတောက်တင်းတယောက်ပဲနာမည်ပြောပါတယ်ကျွန်တော်မပြောပါဘူးခုတော့ငါတို့နှစ်ယောက်ပဲဒီရောမဩဝါဒအနှံ့ဖွဲ့ကိုကောင်းကောင်းသိလူဒီနှစ်ယောက်ပဲပေါ်ပြီးရှိတယ်လို့စပြောပါဦးဗျာကျွန်တော်ကလည်းဟိုတက်ဆိုမှာ logic တွေ philosophy တွေဒီချင်းဒေါက်တာတွေမသင်ခဲ့ဘူးနဲ့တူပါတယ် logic တို့ philosophy တို့နာမည်တော့ကြားဘူးပါမထင်ပါဘူးကျွန်တော်သင်ခဲ့ရတဲ့လူတွေဗျာအဲ့တော့သူပြောပုံရသူ့မာနာနဲ့သူကတပတ်မှတစ်ချိန်သင်ခွင့်ရှိတာဟုတ်တပတ်နှစ်ပတ်လာပြီးတော့နောက်ကသူ့သမီးကိုလွတ်တယ်ကျွန်တော်နားအကြောင်းပါဗျာသူ့နာမည်လည်းမပြောတော့ပါဘူးသူ့သမီးကလာတဲ့ပေါက်ကြီးပေါက်ခါတဲ့တင်းရောသိပြီးတော့တပတ်နောက်တပတ်ကျွန်တော်ចောင်းသားအယောက်20လောက်ရှိတယ်တီးမခံနိုင်တော့ဘူးဆရာကြီးကိုယ်တိုင်လာမင်းတော့မင်းမလာနဲ့လို့ပြောလှလိုက်တယ်အဲ့ဒီမိန်းကလေးကိုတကယ်လည်းမလာတော့ဘူးဗျကျောင်းကြီးတရင်ရောက်သွားမှာပါကျန်းစာကျောင်းမှာဆရာတွေကတယောက်နဲ့ထိတ်တိုက် 3D ကိုလက်မခံတဲ့
အကြောင်းတွေလာသင်လာတာဖြစ်ပြီးတော့ဗတ္တိဇံအဓိပ္ပာယ်ကိုမသိတော့ဆရာဗတ္တိဇံကခြင်းမပေးဘူးဆိုတော့ဘပ်တစ်အသင်းကိုတိုက်ခိုက်တာလားကျွန်တော်နားမလဲဘူးကျွန်တော်သိလိုက်တာကအဲ့ဒီဆရာကြီးက2006နောက်ပိုင်းနှစ်ချင်းစီကတိမပေးဘူးဆိုတော့ဩဝါဒကိုတစ်ခါမှမပေးတော့ဘူးဗျသူဘုန်းတော်ဝင်စားတဲ့အထိပါပဲတော်ပါပြီတဲ့သူရဲ့နှိမ့်ချခြင်းသူရဲ့နောင်တရသောလက်နက်ကအေးဖះသခင်နဲ့ရှင်းလိုက်ကြပါဆိုတာကျွန်တော်လည်းအလွန်ဂုဏ်ပြုပါတယ်ဒီဆရာကြီးကိုဖះသခင်ဆရာကြီးကိုကောင်းကင်ဘုံ၌ပျော်မွေ့စွာအိပ်စက်ခြင်းပေးတော်မူပါယေရှုနာမ၌ဆုတောင်းပါတယ်အာမင်